ရှင်းလင်းနေပါကျွန်တော်ပုံမှန်ပြတော့တာကလစ်စစ်မှာစေဘာနာနဲ့တော့ကြုံပြပါပဲဖြစ်ပါတယ်ကျွန်တော်ရဲ့စေဘာနာစကေးလိုက်ကြည့်ကြပါဦးကျွန်တော်တော့ဖလီကာပဲယူလိုက်တော့ပါမယ်တန်သွားတာနဲ့ကျွန်တော်ဒီကဒီမဲ့ဆာနာဒါလေးလေဆိုတော့အဘိနဲ့ဥပကဆောင်းကေရကြီးပါလာပါတယ်တဲ့ဒါတော့ကျွန်တော်ရေတောက်တာပါဆောင်းဘလူးလေးဒီဘာနာဘလူးလေးဒီဝီယာဘလူးလေးဆမ်ဘလူးလေးဆရာဘလူးလေးဒီနေ့တွေ့ပါပြီဘာကျွန်တော်ဆောင်းခထမပေါ့ခလို့တော့မရပါဘူးကျွန်တော်ဆိုရင်တော့သူကတရားပြည်ကြီးရတယ်အိုးဒီတိုင်းပေါ်လင်းတော်နေတယ်နော်ဝါမဲပုံစလာတာခနာလေးကိုစပယ်လေးရှင်းလာအောင်မယ်ဒီနေ့ဆိုတော့နေဆိုပဲကွာโอเคဒီပါဆိုစီလုံးဟာလိုက်ကြနေတဲ့ပုံစံလေးပြနေတာကျွန်တော်စီလုံးမနိုင်ပါဘူးချောင်းကြီးလို့ပါနဲ့ကျွန်တော်ပြကလေးပြရိုက်ဖို့ဟုတ်ကွာဟုတ်တယ်သမမလင်းတော့လားဒီလိုချုံမိဖို့ချောဘာလာလို့တော့လေပြက်ချင်လာလားဒီနော်အေးဒီကောင်လိုက်မယ်ဒါလေးလိုက်ချပြရပါတယ်ကျွန်တော်ရဲ့ဟိုဟာစကေးရပြီလောက်ကောင်းမွန်လဲဆိုတော့စေဘာနာစကေးလောက်ကောင်းမွန်လောက်လဲဆိုတော့ကြည့်လိုက်ပါ